အတိတ်ကိုလွတ်လိုက်အနာဂတ်ကိုလွတ်လိုက်ပစ္စုပန်လဲစောက်ကင်မထားနဲ့လွတ်လိုက်ဆိုဘာကိုလွတ်ရမှလဲဆိုတာကြည့်ဘုန်းကြီးတို့တွေဘာပေါ်မှာဆွဲလန်းနေတယ်လဲဆိုတာကြည့်လူတွေဟာကိုယ့်ကိုငါလို့ထင်နေတာဘယ်ဟာကိုထင်တာတော့ဆိုကိုယ်တဏ္ဍမှာရှိတဲ့ယုံနဲ့နာကိုပဲငါလို့ပြောတာငါဟာလို့တွေ့တာလဲဘာကိုတွေ့တာတော့ဆိုကိုယ်တဏ္ဍမှာရှိတဲ့ယုံနဲ့နာကိုတွေ့တာနေအဲ့ဒီယုံနဲ့နာကိုတွေ့တာဘယ်သူကြောင့်တွေ့တာဘယ်သူနဲ့တွေ့တာတော့ဆိုလို့ရှိရင်ဒိဋ္ဌိနဲ့တဏှာလို့ဆိုတဲ့ဥပါဒဏ်ကြောင့်တက်တာဒိဋ္ဌိကဘယ်လိုမြင်တယ်လဲဆိုရင်ငါလို့မြင်တယ်တဏှာကငါဟာလို့မြင်တယ်တကယ်လဲလူတွေဟာဒီလိုငါဟာဆိုတဲ့အတွေးနဲ့ဘဝတစ်ခုရှင်သန်နေကြတာဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တဏှာဆိုတဲ့မှားယွင်းတဲ့အတွေးတွေနဲ့လူတွေဟာခန္ဓာ၅ပါးပေါ်မှာငါရဲ့ငါဟာရဲ့လို့ဆိုတွေးနေအဲ့ဒီတွေးတဲ့ခန္ဓာ၅ပါးတွေအာယုန်တွေဆိုတာအတိတ်ကဟာလည်းဒီတိုင်းတွေးတာပဲအနာဂတ်ကိုလည်းဒီတိုင်းတွေးတာပဲလက်ရှိပစ္စုပန်ဘဝမှာလည်းဒီတိုင်းတွေးတာပဲအဲ့ဒီခန္ဓာ၅ပါးပေါ်မှာတဏှာဆိုတဲ့အတွေးရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့ဒီနှစ်ခုကိုလွတ်လိုက်ဆွဲလန်းမထားနဲ့လို့ဒီလိုဆိုလိုတာမြတ်စွာဘုရားဒီပေါ်မှာငါလို့လည်းမထင်နဲ့ငါဟာလို့လည်းမထင်နဲ့ယုတ်တရားဟာယုတ်တရားတသက်မြတာဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးဒါကြောင့်မို့ဒီနှစ်ခုကိုလွတ်ထားလိုက်လို့ဝိပဿနာဉာဏ်ဖြစ်အောင်မြတ်စွာဘုရားရှင်းပြီးတော့ပြောတာနော်ဝိပဿနာဉာဏ်နဲ့ပြောတာနည်းငယ်ချက်ပြောမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်မှာရှိတာကိုလူတွေကအလုံးဟာတရားလို့ထင်နေကြတာတရားလို့ထင်နေတာကိုသေးသေးချာချာအလေးနဲ့ထားကြည့်ရင်နော်ဒီတရားငါဆိုတာဘာကိုခေါ်တာလဲလို့ကိုယ်မေးကြည့်လိုက်လို့ရှင်ငါဆိုတာရှာတွေ့မှာမဟုတ်ဘူးငါဆိုတာခေါင်းကိုခေါ်ရလားလက်ကိုခေါ်ရလားခြေကိုခေါ်ရလားခန္ဓာကိုယ်တခြားစိတ်ပိုင်းတွေကိုခေါ်ရလားစိတ်ကိုခေါ်ရလားလို့မေးလိုက်လို့ရှင်ငါဆိုတာရှာတွေ့မှာမဟုတ်ဘူးနော်ကဲစဉ်းစားကြည့်တစ်ပင်တစ်ပင်ကိုစဉ်းစားကြည့်တစ်ပင်လို့ခေါ်နေတဲ့အရာတစ်ခုဟာတစ်ပင်ဘယ်မှာလဲလို့မေးလိုက်မယ်ဆိုလို့ရှိရင်သူပြောတဲ့အရာတွေကတစ်ပင်မဟုတ်ဘူးသူ့ကိုတစ်ခုစီစိတ်ခွဲပြီးတော့စိတ်ဖြာပြီးတော့မေးကြည့်အမြစ်ကတစ်ပင်လားလို့ဆိုမဟုတ်ဘူးအမြစ်ကအမြစ်ပဲလေဒါဖြင့်ပင်စီကတစ်ပင်လားလို့ဆိုမဟုတ်ဘူးပင်စီကလည်းပင်စီပဲအကိုင်းကအမြစ်လားလို့ဆိုအကိုင်းကလည်းအကိုင်းပဲအခက်ကအမြစ်လားဆိုအခက်ကလည်းအခက်ပဲသူ့နာမည်နဲ့သူရှိတယ်တိရွက်ကအရွက်ကအပင်လားလို့ဆိုအရွက်လည်းအပင်မဟုတ်ဘူးအပွင့်ကအပင်လားဆိုလဲအပွင့်ကအပွင့်ပဲအပင်မဟုတ်ဘူးတစ်ပင်မဟုတ်ဘူးအသီးကအပင်လားလို့မေးလို့ရှိရင်အသီးကလည်းအသီးပဲလို့ဆိုတစ်ခုစီကင်မေးလိုက်လို့ရှိရင်တစ်ပင်ဆိုတာခေါ်စရာမှမရှိတော့ဒီလိုဆိုတာနော်ခန္ဓာကိုယ်မှာလည်းပဲထိုးတူပဲကြည့်လိုက်ကိုယ်ခန္ဓာကိုယ်မှာတာမန်အားဖြင့်တွေးကြည့်လိုက်ရင်ဘယ်လိုမြင်ရမလို့ဆိုခန္ဓာကိုယ်ထဲမှာပျော့ပျော့မာအတုံးခဲတွေကိုတပုံအရေးတွေကိုတပုံအပူအေးကိုတပုံလေကိုတပုံခွဲထားလိုက်လို့ရှိရင်ပထဝီအာဘောတေဇောဝါယောဆွဲဒီဓာတ်ကြီးလေးပါပဲရှိတာဘယ်လောက်ထီအောင်ပျောက်အောင်ရှုရတယ်လဲလို့ဆိုမြတ်စွာဘုရားကမဟာတတိပဋ္ဌာနာသုတ်မှာဟောထားတဲ့အတိုင်းနွားသားသမားတစ်ယောက်ဟာနွားကိုတတ်ပြီးတော့ဖြတ်နေတဲ့အချိန်မှာသူ့စိတ်ထဲမှာငါနွားကိုတတ်တယ်နွားကိုဖြတ်နေတယ်လို့စိတ်ထဲမှာမရှိဘူးလားနွားကောင်ကြီးသူမြင်နေတော့မယ်အဲ့ဒီချိန်ထိအောင်နော်အေးဟုတ်ပြီနွားကိုတတ်ပြီးလို့အသားတခြားအယိုးတခြားအရေးတခြားခွဲပြီးပုံပြီးတော့ဆိုင်ပို့ပြီးတော့ရောင်းပြီးဆိုတဲ့အချိန်မှာနွားဆိုတဲ့အမှတ်တင်ညာသူ့မှာရှိသေးလားအမဲသားလို့ပဲသူထင်တော့တာအသားလို့ပဲထင်တော့တာနွားဆိုတာမရှိတော့ဘူးအဲ့ချိန်မှာနော်သူစိတ်ထဲမှာနွားပြောက်သွားပြီခုနကတတ်နေတော့ကလည်းနွားပဲဖြတ်နေတော့ကလည်းနွားပဲအကောင်တစ်ခုစီခွဲပြစ်လိုက်တဲ့အခါကျတော့နွားပြောက်သွားနွားဆိုတဲ့အမှတ်တင်ညာပြောက်သွား
ပျောက်သွားတဲ့အခါအသားဆိုတဲ့အမှတ်တင်ညာတစ်ခုပဲရှိတယ်အဲ့ဒါမျိုးလိုပဲလူခန္ဓာကိုယ်အသေးစိတ်အသိဉာဏ်နဲ့ခွဲကြည့်လိုက်တဲ့အခါအရေးဖတ်တဲ့အရေးဒီအပြော့အမာအတုံးခဲတွေကပထဝီနော်ဒီတဘာဝတွေစုထားတာပထဝီကျိုးစီးတဲ့သဘောအရေးသဘောတွေကအာဘောပူမှုအေးမှုသဘောတွေကဒေဇောနဲ့လေသဘောတွေကဝါယောလို့ဆိုတာဒီလိုလေးမျိုးပုံလိုက်တာနဲ့လည်းပြန်နေငါတို့ဆိုတာပျောက်သွားရောအတုံးခဲတွေကငါလားလို့ဆိုမဟုတ်ဘူးအရေးကငါလားဆိုလည်းမဟုတ်တော့ဘူးနော်လူဆိုတာအတုံးခဲလားအရေးလားအပူအေးလားလေလားလို့ပြောလိုက်ရင်တခုမှလူဆိုတာရှာလုံးတွေ့ဘူးအဲ့ဒါလို့ဖြစ်တည်တိုင်အောင်မှားယွင်းနေတဲ့အတွေးတွေမှားယွင်းနေတဲ့အထင်တွေကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ဆိုတဲ့ရုပ်နာမ်ကိုအသေးစိတ်ခွဲခြားကြည့်ခြင်းအားဖြင့်ဒီအတွေးတွေကိုဖြောက်ပါလို့မြတ်စွာဘုရားဆိုဆွဲလန်းမှုတဏှာတွေကိုပယ်လိုက်ပါမှားယွင်းတဲ့ဒိဋ္ဌိကိုပယ်လိုက်ပါလို့ဒီလိုပြောတာနော်